အပြည့်ပြည့်ဆိုင်ရာထေရဝါဒဘုရားသာသနာပြုတက္ကသိုလ်နဲ့မလှမ်းမကမ်းမှာရှိတဲ့ချမ်းရှင်းအိတ်ဆိုတာရှိချမ်းရှင်းအိတ်ကအလွာနံပါတ်အထက်နံပါတ်6မှာနေတဲ့လူတွေကခုနှစ်ထပ်ကညသခေါင်ကျော်လို့ရှိရင်တဲ့ဝုံဝုံတိုင်းတိုင်းနဲ့စပွဲတွေရွှေပစ္စည်းတွေရွှေကလထိုင်တွေရွှေနဲ့သူတို့အိတ်လို့မရဘူးတဲ့ရဲကိုလှမ်းပြီးတော့ဖုံးဆက်တိုင်တော့လေအဲ့တက်ကြည့်တော့လေဘာမှမရှိဘူးခုနှစ်လွာမှာကကုမ္ပဏီတူကနေ့အခါမှာကွန်ပျူတာတို့ဘာတို့ရောင်းဖို့ဖွင့်ထားတာညဘူးမှမနေဘူးတခါပိတ်ထားတာညသကောင်ကြော်ပြီဆိုလို့ရှိရင်ဝုံတိုင်းတိုင်းနဲ့6လွာလူတွေအိတ်လို့မရဘူးအဲ့ဒါနဲ့ဘုန်းကြီးတို့စီလာပြီးတော့ပင့်ဒါပင့်တော့အဲ့ဒါညနေမှာမင်းတို့ဝန်တန်းတွေဘာတွေတဲကများတည်သွားတာတွေဘာတွေရှိလားလို့ဆိုတော့လွန်ခဲ့တဲ့နှစ်လောက်ကတော့ကားသမားတစ်ယောက်ဆုံးသွားတာရှိတယ်ကွအဲ့တော့သူကများလုံနေသလားမသိဘူးလို့မင်းတို့အဲ့တော့လုံရမှာကတော့လို့တခုခုကိုလှူပြီးတဲ့အခါဖိတ်ပြီးတော့အမျှဝေမယ်ပြီးပြီဆိုတော့မှပရိတ်ရွတ်မယ်လို့ပရိတ်အရင်ရွတ်လိုက်လို့မဖြစ်ဘူးလို့ဘုန်းကြီးတို့၅ပါးကြွသွားပြီးတော့အဲ့ဒီချမ်းရှင်းအိတ်ကဲညတိုင်ကြတော့ချောင်းချောင်းကြက်ကြက်လှုပ်တဲ့လူတွေအကုန်လာပါလို့ဒီကိုတရားလာနာလှဲ့ပါအမျှလာယူပါလို့ဆိုပြီးတော့လူတွေနဲ့တူတူဖိတ်ပြီးတဲ့အခါ၅ပါးသီလတွေပေးတရားပါဟောပြီးတဲ့အခါသူတို့ကိုအမျှဝေပြီးတော့ဘုန်းကြီးပြောတယ်မင်းတို့ဒီမှာအမျှယူပြီးလို့ဝမ်းမြောက်ဝမ်းသာဖြစ်ရင်တင့်တော်တဲ့နေရာမှာနေကြနောက်ထပ်ဒီမှာဆူဆူပူပူမလုပ်ကြနဲ့တော့မမြင်ရပြီပဲပြောရတာပေါ့လေအဲ့လိုအမျှတန်းဝေပြီးတော့ပရိတ်ရွတ်လိုက်တာစံတအိတ်နဲ့သင်္ကန်းတစ်စုံလှူတာပေါ့အဲ့တော့ပရိတ်ရွတ်လိုက်တာနောက်ရက်ကလေးကစပြီးဘာသာမှမကြားတော့ဘူးတဲ့ငြိမ်သွားတာတော်သေးတယ်ဟာအဲ့ဒါဘုန်းကြီးတို့အဲ့ဒီဆံကိုတက္ကသိုလ်မှာဘုန်းကြီးတို့ဆွန်ဝိုင်းမှာ၅ပါးလောက်ပဲရှိတာတစ်လလောက်စားရတဲ့အဲ့ဒီဆံဒါကိုတရေဆံလို့နာမည်ခေါ်တရေကကျွေးတဲ့ဆံဆိုပြီးတော့